the greater glory of God မင်္ဂလာပါကျွန်တော်ကတော့ brother Privi Joseph Bonsing SJ Magis ဆိုတာဘာလဲ Magis က Latin ဘာသာစကားနဲ့လာတဲ့စကားလုံးတစ်ခုပါဗမာလိုဆိုရင်ကတော့ပိုပြီးမှပိုရိပ်ပေါ့ English ဆိုရင် more or greater လို့ခေါ်ပါတယ်ရန်တာ Ignatius of Loyola ယေရှုကိုင်းကိုတည်ထောင်တဲ့ရန်တာမှပြောလဲဆိုတော့ Magis စိတ်ဓာတ်နဲ့ဆိုရင်ကျွန်တော်တို့ကပိုပြီးမှဖျားရဲ့ဘုန်းတော်ကိုတိုးပွားစေဖို့အတွက် Admirium Dei Gloriam လို့ခေါ်ပါတယ်ကျွန်တော်တို့တစ်ခုခုလို့ဆိုရင်ဖျားအတွက်ပဲဖြစ်ဖြစ်သာသနာပဲအတွက်ပဲဖြစ်ဖြစ်လူတွေအားလုံးပဲဖြစ်ဖြစ်ကျွန်တော်တစ်ခုခုလို့ဆိုရင်ဖျားရဲ့ဘုန်းတော်ကိုတိုးပွားစေဖို့ဒီစိတ်ဓာတ်နဲ့ဆိုရင်ကျွန်တော်တို့ Magis စိတ်ဓာတ်လို့ခေါ်ပါတယ်အားလုံးကျေးဇူးပါ Admirium Dei Gloriam Gloriam Magis လူငယ်များအားလုံးမင်္ဂလာပါကျွန်တော်ကတော့ brother Gerald Luke ဖြစ်ပါတယ် Magis Circle နဲ့ပတ်သက်ပြီးနိုင်ငံပြောပြချင်ပါတယ် Magis Circle ရဲ့ရည်ရွယ်ချက်၃ချက်ရှိပါတယ်နော်ရည်ရွယ်ချက်တစ်လူငယ်များကြားချင်းတင်ယူတတ်စေရန်ရည်ရွယ်ချက်နှစ်လူငယ်များနားထောင်တတ်စေရန်ရည်ရွယ်ချက်သုံးလူငယ်များကိုစဉ်းစားတွေးခေါ်သမျှကိုချက်ကြလက်ကြနဲ့ပြန်လဲဝေမျှတတ်စေရန်တို့ဖြစ်ပါတယ် Magis Circle လောက်တဲ့အချိန်မှာအဆင့်၅ဆင့်ရှိပါတယ်နော်အဆင့်1 group နော်အဖွဲ့လေးတွေဖွဲ့ထားတဲ့အချိန်မှာအဖွဲ့ထဲမှာမိတ်ဆက်ခြင်းအတူချုံမိတ်ဆက်ခြင်းဖြစ်ပါတယ်အဆင့်2လူငယ်များကိုမိခုံးလေးတွေပေးထားမှာဖြစ်ပါတယ်အဲ့ဒီမိခုံးလေးကိုတိတ်ဆိတ်စွာနဲ့ငြိမ်သက်စွာနဲ့ထောက်ရှုရမှာဖြစ်ပါတယ်အဲ့ဒါကတော့အဆင့်1ပါ sharing အဆင့်3မှာကြတော့ခုနထောက်ရှုထားတဲ့အချက်တွေမိခုံးတွေကိုကိုကပြန်ပြီးတော့တူးချင်းစီဝေမျှရမှာဖြစ်ပါတယ်အဲ့ဒါတော့အဆင့်3ဖြစ်ပါတယ်အဆင့်4မှာကလည်းဝေမျှခြင်းပါပဲဒါပေမဲ့ဝေမျှရမယ့်ချက်ကတော့ခုနတငယ်ချင်းတွေဝေမျှထားတဲ့အချက်ထဲမှာကိုကြိုက်တဲ့အချက်ကိုပြန်လဲပြီးတော့ထပ်ဆင့်ဝေမျှခြင်းဖြစ်ပါတယ်နော်အဆင့်5မှာကျတော့အဖွဲ့ရဲ့အတန်ကိုရှာဖွေရမှာဖြစ်ပါတယ်အဲ့ဒါဘာပြောလာလဲဆိုလို့ရှိရင်အားလုံးတယောက်ချင်းစီဝေမျှတဲ့ထဲမှာနော်အများသဘောဖြစ်တဲ့အချက်နော်အများအတန်ဖြစ်တဲ့အချက်ကိုပြန်လဲပြီးတော့ဝိုင်းပြီးတော့ရှာဖွေပြီးတော့အချင်းချုပ်အဖွဲ့အတန်ဖြစ်ယူရမှာဖြစ်ပါတယ်အဲ့ဒီကတော့ Magis Circle အဆင့်5ဆင့်ဖြစ်ပါတယ်Magis Circle လောက်တဲ့အချိန်မှာတတိပြုရမယ့်အချက်3ချက်ရှိပါတယ်နော်တတိပြုရမယ့်အချက်1အချိန်လေးစားဖို့ပေါ့နော်အချိန်နဲ့ညီသွားဖို့လိုပါမယ်တတိပြုရမယ့်အချက်2ကတော့လူငယ်များတယောက်စီတိုင်းပါဝင်ဆွေးနွေးသွားကြဖို့ဖြစ်ပါတယ်နော်တတိပြုရမယ့်အချက်3ခါကျတော့ဒီဝေမျှတဲ့ຢာတွေကconfidential လျှို့ဝှက်ထားရမယ့်ຢာဖြစ်တဲ့အတွက်ကြောင့်အဖွဲ့ပြင်ပမှာသူများတွေပြောထားတဲ့စာကိုပြန်လိုက်ပြောတာမျိုးတွေတတိပြုဆောင်ခြင်းရမှာဖြစ်ပါတယ်လူငယ်များအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေကျေးဇူးတင်ပါတယ် D